အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Majesty Education ကကိုယ်စားလှယ်ထွန်းဖြစ်ပါတယ်ကျွန်တော်တို့ကို Germany Tech ပညာရေးနဲ့ပတ်သက်ပြီးတော့မကြာခဏဆိုသလိုမေးခွန်းတွေမေးမြန်းကြတယ်သူသဖြင့်ကျောင်းသားကျောင်းသူတွေမိဘတွေပေါ့ဘယ်လိုအခြေအနေမျိုးမှာမေးမြန်းတာလဲဆိုတော့ Germany ရဲ့ Public University တွေက Free Education ကိုတည်ထားတယ်အဲ့တော့အဲ့ဒီ Tech တွေကိုကျွန်တော်တို့ကရှောက်ထားသိယူဖို့အတွက်ဘယ်လို requirement တွေကိုရှိထားရမလဲ A-level တောင်းတာလား IB ရှိရမှာလား OSSC နဲ့ရသလား Offman နဲ့ရသလား GED နဲ့လက်ခံမလားဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်အဲ့ဒီမေးခွန်းတွေအားလုံးကိုတော်များများ cover ဖြစ်မယ်လို့ယူဆတဲ့အဖြေလေးတွေကိုကျွန်တော်စူးစမ်းပြီးတော့ဖြည့်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်က Germany နိုင်ငံကိုရွေးတော့မယ်ဆိုရင်ကျွန်တော်တို့ကပညာရေးစနစ်တွေကိုလေ့လာထားဖို့သိထားဖို့လိုပါတယ်တချို့ပြည်နယ်တွေမှာသူတို့က12တန်းအထိပဲ high school ပေါ့ gymnasium လို့ခေါ်ပါတယ်မူလတန်းကနေမှအထက်တန်းပြီးတဲ့အထိကို12တန်းပညာရေးပဲသင်ကြားရတဲ့ပြည်နယ်တွေရှိတယ်လို့တချို့ဥပမာပေးရမယ်ဆိုရင် Bavaria ပေါ့အဲ့တော့အဲ့လိုမျိုးBavaria ခေါ်မှာပေါ့အဲ့လိုမျိုးပြည်နယ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က gymnasium ကစုစုပေါင်း9နှစ်တက်ရတယ်မူလတန်း4နှစ်နဲ့ပြန်ပေါင်းလို့ရှိရင်ကျွန်တော်တို့က73နှစ်တာပညာရေးဖြစ်ပါတယ်အဲ့တော့12နှစ်လို့ပြောတဲ့သူလည်းမမှားသလို73နှစ်လို့ပြောတဲ့သူလည်းမှန်နေတာမျိုးတော့မဟုတ်ဘူးပေါ့အခြေအနေပေါ်မှာမူတည်တဲ့ပြည်နယ်တွေပေါ်မှာအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကပြောမှလို့ရှိရင်ဘယ်လိုတက်ကူတွေကိုရွေးချယ်တင်ကြမလဲပေါ့နောက်ထပ်တစ်ပိုင်းက public မှာကျွန်တော်တို့ထပ်ကွဲတယ်ပေါ့လက်တွေ့ပိုင်းကိုအသုံးချဖို့အတွက်ကိုဒါဦးစားပေးတင်ကြားပေး University of Applied Sciences တွေဆိုတာရှိတယ် German လို့ပြောရင်ကျွန်တော်နည်းနည်းအန်တော်လေးမှားမှာဆိုလို့ကျွန်တော် University of Applied Sciences လို့ပဲပြောပြရစီနောက်တစ်ခုက University ပေါ့နော် University ပေါ့အဲ့တော့ပြောမှလို့ရှိရင် University ကသူကဒီ academically ဘိုင်းပေါ့ဆိုတာတစ်ချိန်က master တွေဆက်သွားမယ်နောက်တစ်ခုကကျွန်တော်ဒီ PhD doctorate level ထိဆက်သွားခြင်းနဲ့သူတည်တနာလမ်းကြောင်းထိဆိုလို့ရှိရင်ဒီလိုမျိုးလမ်းကြောင်းကနေတက်တာကတော့ပိုလို့မှတက်ကိုရွေးချယ်ရတဲ့အခါမှာချောက်ထားတဲ့အခါမှာအရေးရှိအဆင်ပြေပါမယ်အဲ့တော့တချို့ကျွန်တော်တို့ကိုကျောင်းသားကျောင်းသူတွေမိဘတွေထဲမှာစီးကြောင်းတက်ချင်တဲ့ Germany ကို recommend ပေးသလားဆိုတော့လည်းကြုံတွေ့ရပူပါတယ်အဲ့တော့ Germany ရဲ့ပညာရေးစနစ်မှာစီးကြောင်းတက်ချင်အကောင်းဆုံးကတော့ Student College ကို MCAS လို့ခေါ်ပါတယ် Germany နိုင်ငံမှာတစ်နှစ်တော့ရောက်ပြင်ဆင်ပြီးတော့မှ FSP ကိုကျွန်တော်တို့ကဝင်ရောက်ဖြည့်ဆိုပြီးအမှတ်ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကိုတက်သူတွေကလက်ခံစဉ်းစားပြီးတာ entrance လုပ်တဲ့exam တွေထပ်ဖြည့်ပြီးတော့မှပေါ့နော်ဝင်ခွင့်ပါမပါအောင်ဆုံးဖြတ်ပေးကြတာရှိပါတယ်ဒါကတော့စေကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် generally ပြပြပေးတာပါနောက်တစ်ခုက O level လက်ခံလာဆိုရင် O level ဒီပြောရမယ်ဆိုလို့ရှိရင်အတန်းမပြည့်ပါဘူးသူတို့ရဲ့ဒီ Alberta level နဲ့တွက်မယ်ဆိုလို့ရှိရင်အတန်း credit မပြည့်မီတာဖြစ်တဲ့အတွက် O level နဲ့တိုက်ရိုက်လက်ခံပြီးလို့မရပါAS နဲ့လည်းမရဘဲနဲ့ကျွန်တော်တို့က A2 ပြီးရပါမယ်နောက်တစ်ခုက German စာ test step ကိုဒါ B2 သို့မဟုတ် C1 level ရှိရဆိုရင် public university က maybe ဖြစ်နိုင်ပါတယ် 60% နဲ့အထက်ပေါ့နော်နောက်တစ်ခုကပြောမှဆိုလို့ရှိရင် OSSD OSSD ကမြန်မာပြည်ပကျောင်းသားသားတွေကြားထဲမှာကအနည်းဆုံးအထင်3နှစ်4နှစ်လောက်ကတော့ဒါတော်တော်လေးရင်းနှီးလာကြပြီရင်တော့ OSSD ဘာလဲဘယ်လိုလဲကနေဒါပဲရှောက်ရတာလားဆိုပြီးတော့သိကြတာပေါ့အဲ့တော့ OSSD နဲ့ဝင်တဲ့ကျောင်းသားတချို့မြင်ခဲ့ဘူးတယ်ရှိခဲ့ဘူးတယ်မြန်မာကျောင်းသားတွေမှာသို့ဖြစ်မဲ့လို့ tech တူတိုင်းအားလုံးကိုတော့ coverage မဖြစ်ပါဘူးအဲ့တော့နေကြကြဒါဆိုရင်ဘယ်လက်မှတ်ကအကောင်းဆုံးလဲဆိုတော့ပြောရမယ်ဆိုရင်ဥရောပရဲ့အကြိုက်ဆုံးလက်မှတ်က IB Diploma ဖြစ်ပါတယ် International Baccalaureate ဖြစ်ပါတယ်သို့ပေမဲ့လည်း A level နဲ့ရှောက်လို့ဝင်ခွင့်မပေးတာတော့ OSSC နဲ့မှုလို့ဝင်ခွင့်မပေးတာတော့မဟုတ်ဘူးနားလည်မှုတွေလွဲကြမှာဆိုလို့ကျွန်တော်တို့ကဘယ်နေရာမှာသွားပြီးစစ်ဆေးလို့ရလဲဆို Anabin ဆိုတာရှိပါတယ်အဲ့ထက်မှာကိုတက်ထားတဲ့ပညာရေးလက်မှတ်ကိုတက်ထားတဲ့နိုင်ငံရဲ့ qualification ပေါ်မှာမူတည်ပြီးတော့မှဒီ technology ဒီဘာသာရပ်တွေကိုလေ့လာသိဖို့မယ်ဆိုလို့ရှိရင်ပြည်စုံလုံလောက်မှုရှိမရှိပေါ့ကိုယ့်ရဲ့ဘာသာရပ်ပိုင်းဆိုင်ရာကအဲ့ဒါတွေကိုကျွန်တော်တို့ကိုယ်တိုင်ဝင်ရောက်စစ်ဆေးလို့ရတယ်မရှင်းတာရှင် technology ကို email ပေးပို့ပြီးတော့မေးမြန်းလို့ရတယ်အဲ့ဒါဆိုကျွန်တော်နောက်ထပ်တစ်ဆင့်ကိုထပ်သွားလိုက်ကြမယ်ဘယ်လိုဘာသာရပ်တွေသင်မလဲပေါ့ပုံမှန် business တို့ IT engineering လောက်ပဲသင်မှာဆိုရင်တော့ private university ရွေးလို့ရတယ်အဆင်ပြေတယ်တချို့ကပြောတယ်ကျွန်တော်တို့စီမှာမေးတယ် public တက်မှာအလုပ်အဆင်ပြေတာမဟုတ်ဘူးလား private ဆိုရင်ရောဆိုတော့ကျောင်းသားပေါ်မှာမူတည်ရဆိုတာ public တီးတက်ပြီးတော့ကျွန်တော်တို့က any connection ဘာမှအကြောင်းမှကျွန်တော်တို့ကအထက်ပတိတွေဝင်မပါဘူးprofessor တွေကလည်းကိုယ့်ကိုပြောမှဆိုလို့ရှိရင်မျက်မှန်မတမ်းမိကိုကလည်းတန်းထဲမှာကနှုတ်စိတ်လွန်းနေတအားပေါ်မှာ introvert style မျိုးကြီးနဲ့ပေါ့ဘာလို့ဆို culture shock ရှိတာဘာသာစကားခက်ခဲတွေရှိကြတာဆိုတော့ကျွန်တော်အနေနဲ့များတော့ anxiety ရှိတယ်အဲ့ဒီပုံမှာကျွန်တော်ရဲ့တုံ့ပြန်နိုင်စွမ်းပေါ့ adaptability ကဘယ်လောက်ထိတောက်ခံနိုင်မှာလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှစဉ်းစားရဖြစ်တယ် public ဝင်တိုင်းအကုန်အဆင်မပြေသွားဘူးအဲ့တော့ private တွေကကျတော့ small class size နဲ့တင်တယ်ကျောင်းသားရာကျော်မသွားဘူးတန်းမှာ40 80 80ဒီလောက်နဲ့တင်တာဖြစ်ပါတယ်အများဆုံးပါအဲ့တော့ private ကို budget နိုင်နေဆိုရင်တော့စဉ်းစားတင်တယ် O level နဲ့လက်ခံတဲ့ Lancaster University Leicester မျိုးတွေစဉ်းစားလို့ရတယ်နောက်တစ်ခု GED နဲ့လက်ခံတာဆိုလို့ရှိရင် SRH University ဆိုတဲ့ state recognized tech တွေရှိတယ်အဲ့တော့တချို့လည်းပြောတာပေါ့နော် peer review တွေများတဲ့ tech တွေဆိုတာ tech တွေတိုင်းမှာကတော့အနည်းနဲ့များဆိုလို့ကျောင်းသားတွေရဲ့ satisfactory level ပေါ့နော်ပြောမှဆိုလို့ရှိရင် satisfied ဖြစ်တဲ့ index ကကျွန်တော်တို့မတူတချို့က academic ဘိုင်းကိုအလေးထားတယ်တချို့ကကျတော့ပါဆို networking တချို့ကကျတော့ extracurricular activities ပေါ့အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကျောင်းတစ်ယောက်က
dream ချင်းမတူတော့ကျွန်တော်ကအတင်းညှိယူပြီးတော့သူကဒါအစင်မပြေလို့ကိုအစင်မပြေဘူးမဟုတ်ကိုအစင်ပြေပေမဲ့နောက်လူစင်ပြေချင်မှပြေမယ်ဒီသဘောတရားတော့ဒါလက်ခံသိရှိထားဖို့လိုတယ်ဒါကအကြောင်းရင်းနဲ့ပတ်သက်ပြီးတော့အထူးချုပ်ရှင်းပြပေးတာဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က GED နဲ့ရှောက်ထားခြင်းနဲ့ဘယ်လိုမှမရတော့တာလားဆိုလို့ရှိရင် GED နဲ့ရှောက်ခြင်းတဲ့ကျောင်းသားကျောင်းသူတွေကမလေးရှားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အနေနဲ့ထိုင်းမှာတက်လို့2နှစ်သို့မဟုတ်3နှစ်လောက်ကိုတက်ထားပြီးတော့မှ Bachelor Degree ကိုပြန်လျှောက်တာမျိုးစဉ်းစားလို့ရပေမဲ့တေချာပေါက်လက်ခံမယ်လို့ Germany တက်လို့တွေကမပြောထားပါဘူးသူတပင် public ပေါ့နော်အဲ့တော့ public university တွေကလည်း free education ဆိုတာကိုကျောင်းသားတိုင်းကိုပေးနေတာမျိုးမဟုတ်ဘူးသူရဲ့နိုင်ငံသား EU EEA member မဟုတ်တဲ့ international student တွေကိုချို့တက်လို့တွေမှာဆိုရင်ကျွန်တော်ကကျောင်းသားကတစ်နှစ်ကိုယူရို1500ကနေယူရို3500ဆိုပြီးတော့ charge လုပ်လာတာတွေရှိပါတယ်ဟိုရခင်2020အရှေ့ပိုင်း2015လောက်ကတော့တော်များက free education ရတာမှန်ပါတယ် semester fee လောက်ပဲပေးရတာပေါ့နော်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကအပိုင်းလေးကိုပြန်သွားမယ်အဲ့တော့ major တွေတအားစကားပြောပါတယ် major ဆိုတဲ့နေရာမှာဥပမာ architect ဖြစ်ချင်တာ civil engineer ဖြစ်ချင်တာ mechanical တက်ချင်တာဆိုတဲ့နေရာမှာတချို့ private ထဲမှာ architecture တက်မယ်ဆိုလို့ရှိရင်ကျွန်တော်ကရွေးချယ်လို့ရတက်လို့တော့တစ်ချောင်းလောက်ပဲရှိသေးတယ်civil engineering တို့ mechanical တို့ electrical တို့မှာဆိုရင်များသောအားဖြင့်တော့ mechanical electrical တော့ကျွန်တော်တို့ခုနကပြောတဲ့ SRH မှာတက်လို့အဆင်ပြေတယ် civil ဆိုရင်တော့ကျောင်းနေနေရွေးပါလိမ့်မယ် aerospace မှာတက်ချင်တယ်automotive တို့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒီဘက်ကထားပါတော့aircraft maintenance ဆိုဟာမျိုးတွေဘာသာနည်းစမ်းပြအားတွေပေါ့အဲ့လိုမျိုးဟာတွေတက်ချင်တယ်ဆိုလို့ရှိရင်တော့ major ရွေးရတာကအစိုးရတက်သူလောက်တော့မစုံနိုင်ဘူးခင်ဗျာအဲ့တော့လောလောဆယ်မှာ1ကိုဒီအသက်အရွယ်ဘယ်လောက်လဲ16နှစ်ပြည့်ပြီလား2ကိုဘေးပညာရေး background ကိုကင်ထားလဲ3မိသားစုကနှစ်စဉ် budget ဘယ်လောက်ပံ့ပိုးပေးမှာလဲ4ကျောင်းပြင်ကိုဘယ်လောက်ထိ dream ရှိရလဲဆိုတော့က academic ဘိုင်းကိုဆက်သွားမှာလား master ဆက်တက်မှာလားဒါမှမဟုတ်ရှင်အလုပ်ရရင်အလုပ်နဲ့အခြေချချင်တာလား EU တက်လျှောက်ပြီးတော့မှနိုင်ငံသားတစ်ချိန်ကြလို့ရှိရင်စဉ်းစားချင်တာဒါမျိုးတွေကတယောက်က visionary မတူတချို့ကလည်း Germany မှာပညာသွားသင်မယ်အစိမ့်ပညာသင်ပြီးသွားတဲ့အခါမှာချိန်တန်လို့ကိုယ်တိုင်းပြန်လာမယ်ကိုမိသားစုနဲ့လုပ်ငန်းကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လုပ်မယ်စသဖြင့်ပေါ့နော်တယောက်ကကြီးမှန်းချက်တွေကြီးရွယ်ချက်တွေမတူကြပါဘူးဒီပေါ်မှာကျွန်တော်တို့ကအကုန်လုံးကိုတပြေးညီတဲ့တယောက်ချင်းစီတိုင်းကိုဘယ်သူလဲလားဘယ်သူမေးလာဒီမေးခွန်းကိုပဲကျွန်တော်တို့ကအခြေပြုပြီးဆွေးနွေးလက်ခံလို့တော့မရဘူးပေါ့နော်မှားပါလိမ့်မယ်မှားနိုင်ပါတယ်အဲ့တော့ပြောချင်တာကbudget စဉ်းစားရမယ်အချိန်စဉ်းစားရမယ်ဘာသာစကားဘယ်လောက်ထိရှိထားပြီးလဲစဉ်းစားရမယ်ခံထားတဲ့လက်မှတ်ကိုစဉ်းစားရမယ်အဲ့တော့အဲ့ဒီချက်လက်တွေနဲ့ပတ်သက်ပြီးတော့ machine တွေရှိရင်ထပ်ပြီးတော့ဆွေးနွေးတိုင်ပင်နေတာဆိုလို့ရှိရင်ကျွန်တော်တို့ Majesty Education ရဲ့ Yangon office ကိုရုံးချိန်အတွင်းဆက်သွယ်လာရောက်ပြီးတော့မှလူကိုယ်တိုင်တွေ့ဆုံပြီးတော့ဆွေးနွေးမြင်မြန်